ဘယ်တစ်ခုခုတော့ရထားပါတယ်ဂျပန်ကို Work Visa နဲ့လာလို့ရလား Work Visa နဲ့လာမယ်ဆိုလို့ရှိရင်အသက်အရွယ်ကန့်သတ်ထားတာမျိုးရှိလားစတဲ့အမျိုးမျိုးသောမေးခွန်းတွေကိုဒီမှာဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားပါမယ်နော်အရင်ဆုံးကျောင်းသားဗီဇာကိုပြပြပါမယ်။ကျောင်းသားဗီဇာနဲ့လာမယ်ဆိုလို့ရှိရင်အသက်အရွယ်ကကန့်သတ်ထားတာမျိုးတော့မရှိပါဘူး။ဒါပေမဲ့ကိုယ့်ကိုလက်ခံမဲ့ကျောင်းကိုသွားတက်မဲ့ကျောင်းတွေကတော့အသက်အရန်ကြီးတယ်ဆိုလို့ရှိရင်တော့လက်မခံချင်တော့တာတွေရှိတယ်။နောက်တစ်ချက်ကကြတော့10တန်းအမှတ်စရင်းမှာ10တန်းအမှတ်စရင်းကကြတော့အမှတ်အနည်းအများပေါ်ကြီးတာပေါ့နော်။တချို့ကျောင်းတွေကကြတော့မကြီးရဲ့ကျောင်းတွေရှိတယ်။ဒါပေမဲ့တချို့ကျောင်းတွေကြတော့အမှတ်နည်းတယ်ဆိုလို့ရှိရင်လုံးဝလက်မခံဘူးဆိုတဲ့ကျောင်းတွေလည်းရှိတတ်ပါတယ်။ဒါကလည်းကျောင်းပေါ်ပဲမူတည်ပါတယ်နော်။ဒါကြောင့်မို့လို့အသက်အရွယ်ရောအမှတ်တွေရောအားလုံးကကိုယ်တက်မဲ့ကျောင်းမဲ့အခြေအနေပေါ်ပဲမူတည်ပါတယ်ရှင်။ကိုလက်တလောအခြေအနေရဆိုလို့ရှိရင်တော့ဗီဇာတွေအားလုံးတည်းမှာဒီကျောင်းသားဗီဇာကအမြန်ဆုံးထွက်လို့ရတဲ့ဗီဇာအမြန်ဆုံးလာလို့ရတဲ့ဗီဇာလို့တော့ပြောလို့ရတယ်ပေါ့နော်။ဘောဗီဇာကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်။ဘောဗီဇာကဘွဲရမှာရှောက်လို့ရတာလား။ဘောဗီဇာကိုပြောင်းလို့ရလားဆိုတဲ့မေးခွန်းတွေပေါ့နော်။ဆိုတော့ဘောဗီဇာဒီဥပမာကိုရီနိုင်ငံကနေပြီးတော့လှမ်းရှောက်မယ်ဆိုလို့ရှိရင်တော့ဘွဲကလိုအပ်ပါလိမ့်မယ်။အကယ်၍အဲ့လိုမဟုတ်ဘူးကိုက training ဒါမှမဟုတ်တုတ်တဲပေါ့နော်။တခုခုနဲ့တွားပြီးဆိုလို့ရှိရင်တော့ဘောဗီဇာကိုပြောင်းလို့ရတယ်။လိုချင်နေမျိုးပါလဲဆိုတော့သူ့ရဲ့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာတွေ့ကြုံက10နှစ်လောက်ရှိရမယ်တချို့လုပ်ငန်းတွေကြတော့လဲ3နှစ်5နှစ်ပေါ့နော်သူတို့သတ်မှတ်ထားတဲ့အသီးသီးဒီလုပ်သက်တွေပေါ်မူတည်ပြီးတော့ရှောက်လို့ရပါတယ်လုပ်သက်တွေအပြင်သက်ဆိုင်ရာစာမှုပွဲတွေကိုလည်းဖြည့်ဆို့အောင်မြင်ထားရမယ်နောက်တစ်ခုကဂျပန်စာလေးပဲပေါ့နော်ဂျပန်စာကလည်းသူတို့သတ်မှတ်ထားတဲ့အတိုင်းဂျပန်စာလေးပဲရှိမယ်ဆိုလို့ရှိရင်တော့ work visa ကိုပြောင်းလို့ရပါတယ်အဲ့ဒါကြီးအပြင် work visa ကိုပြောင်းချင်တာပဲဖြစ်ဖြစ် work visa ကိုရှောက်ချင်တာပဲဖြစ်ဖြစ်ကိုယ့်ကို work visa နဲ့ခန့်မဲ့ company ရှိဖို့တော့လည်းလိုအပ်တာပေါ့နော်အဲ့ဒါမှပဲ work visa နဲ့အလုပ်လုပ်ခွင့်ရှိမှာပါ work visa အတွက်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကိုယ့်နိုင်ငံမှာဘယ်လိုဘွဲမျိုးနဲ့ပဲရထား work visa နဲ့ရှောက်လို့ရပါတယ်ဒါပေမဲ့ engineer မှတပါကျန်တဲ့ဘွဲတွေကကြတော့ကိုယ့်ရဲ့ဒီတက်ထားတဲ့ပညာရပ်နဲ့အလုပ်လုပ်ဖို့တော့နည်းနည်းလေးတော့ခက်တာပေါ့နော်ကိုယ်ဘွဲနေတော့ကိုက်ညီတဲ့အလုပ်တော့လုပ်ရမှာမဟုတ်ဘူးဒါပေမဲ့လည်း work visa ကတော့လုပ်လို့ရပါတယ် engineer တွေဆိုလို့ရှိရင်တော့သူတို့ယူထားတဲ့ဘွဲနဲ့သူတို့လုပ်ရတဲ့အလုပ်တွေကကိုက်ညီတယ်ပေါ့နော်အဲ့တော့အသက်အရွယ်အကန့်အသတ်တွေရောရှိလားဆိုရင်မေးခွန်းတွေကိုဆက်ပြီးတော့ပြောပြပါမယ်အသက်အရွယ်ကန့်သတ်ချက်ဒီဘယ် visa မှမရှိပါဘူးဒါပေမဲ့ကိုယ့်ကိုခေါ်မဲ့လုပ်ငန်းရှင်ပေါ်တော့အများကြီးမူတည်ပါတယ်ဥပမာ training ပဲဖြစ်ဖြစ် doctor ပဲဖြစ်ဖြစ်ဒီလိုလုပ်မျိုးတွေကညာနာထက်စားလို့ရှိရင်ကာယကိုအများကြီးသုံးပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဥပမာဘဝဆောက်ရှောက်ဆိုလို့ရှိရင်လည်းဒါအဖိုးဖွားတွေကိုမားရတယ်ပြီးရတယ်အဖိုးဖွားတွေကိုဆောက်ရှောက်ရတယ်ဖြစ်ခါကြတော့သူတို့ကိုယ်ခန့်အနာခွန်အားတွေအများကြီးသုံးရတယ်ပေါ့နော်လူငယ်နဲ့လူကြီးကိုရှင်ပြီးတော့လုပ်ငန်းရှင်ကရွေးတော့မယ်ဆိုလို့ရှိရင်တော့လူငယ်တွေကိုဦးစားပေးရွေးကြတာလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့လူကြီးတွေလည်းတချို့အသက်35နှစ်အထက်လုပ်နေတဲ့လူတွေလည်းမြင်မှုတယ်ပေါ့နော်အဲ့တော့အသက်အရွယ်ကန့်သတ်ချက်ကတော့ကိုယ့်ကိုခန့်မဲ့လုပ်ငန်းရှင်ပေါ်ပဲမူတည်ပါတယ်ဘောဗီဇာနဲ့လုံးမဲ့လူတွေလည်းထုံနည်း၎င်းပဲပေါ့နော်ကိုကအသက်တော်ကြီးနေပြီဒါပေမဲ့ကို့မှာ experience တွေရှိနေတယ်နောက်တစ်ခုက language တွေလည်းကောင်းကောင်းမွန်မွန်ရထားတယ်ဆိုလို့ရှိရင်တစ်ဖက်ကကိုယ်ခန့်မဲ့လူကကိုယ့်ရဲ့အလုပ်သက်တွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ဘာသာစကားကျွမ်းကျင်မှုကိုကြည့်ပြီးတော့ခန့်ကျင်နေဆိုလို့ရှိရင်ဖေအသက်အရွယ်မဆိုသူတို့ခန့်ပါလိမ့်မယ်အဲဒါကြောင့်မို့လို့ကို interview မဲ့ကိုခန့်မဲ့လုပ်ငန်းရှင်ပေါ်မှာပဲမူတည်တယ်လို့ပဲပြောချင်ပါတယ်နော်ကျွန်မပြောဖို့တစ်ခုကြံသွားလို့ပါ work visa နဲ့ဆိုလို့ရှိရင်ဂျမန်စာလည်းပဲဘယ်လောက်လူလဲပေါ့အဓိကတော့ကိုကလုပ်ငန်းခွင်မှာကျွမ်းကျင်လုပ်နိုင်ဖို့ stress တွေကင်းမဲ့ဆိုတာလုပ်နိုင်ဖို့ဆိုလို့ရှိရင်တော့အနည်းဆုံး N3 လောက်ရထားတာအကောင်းဆုံးပဲပေါ့နော်တချို့အလုပ်တွေဆိုလို့ရှိရင် N2 နဲ့အထက်မှာခေါ်တဲ့အလုပ်တွေလည်းရှိပါတယ်တချို့လည်းအခုကျွန်မ line ပေါ်မှာမြင်နေတာဆိုလို့ရှိရင် N4 နဲ့ရတယ်လို့ပြောတဲ့လူတွေလည်းအများကြီးရှိရပေါ့နော်ဒါပေမဲ့ဒါကကိုလုပ်ငန်းခွင်မှာဒီဘာသာစကားကိုဘယ်လောက်ထိအသုံးပြုရမယ်ဆိုတာပုံမှန်လေးမူတည်ကောင်းမူတည်ပါလိမ့်မယ်ဒါပေမဲ့ကိုကဥမာကုမ္ပဏီလိုမျိုးနေရာမျိုးမှာသွားလုပ်ရမယ်ဆိုလို့ရှိရင်တော့ N3 နဲ့အထက်ကအရန်ကိုလိုအပ်ပါလိမ့်မယ်အနည်းဆုံး N3 ရကိုရရမယ်ပေါ့နော်ကုမ္ပဏီမှာဆိုလို့ရှိရင်ဒါကွန်ပျူတာတွေသုံးရမယ်မေးတွေပို့ရမယ်ပြီးလို့ရှိရင်အထက်အောက်ဆက်ဆံရေးတွေကိုအရန်ကြည့်ပြီးတော့လုပ်ကိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံး N3 ရထားမှပဲဖြစ်ပါလိမ့်မယ်ဒါတောင်ကျွမ်းကျင်ရမှာဖြစ်မှာပေါ့နော် N3 ကိုနည်းနည်းမရတရဆိုရင်တော့မသိအဆင်ပြေနိုင်ပါဘူးဘာသာစကားသုံးပြီးတော့အလုပ်မလုပ်ရတဲ့နေရာမျိုးတွေဆိုတော့သိပြဿနာမရှိပေမဲ့ဘာသာစကားကိုသိချာသုံးပြီးတော့လုပ်ရတဲ့နေရာတွေဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာတွေထိခိုက်လာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူတို့ပြောတာလဲကိုနားမလဲကိုပြောတာလဲသူနားမလဲကိုအတင်းတုံနေလားလဲမသိအမျိုးမျိုးသောအကြောင်းအရာတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့ကြာလာတဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းခွင်မှာမပျော်တော့ဘူးပြန်ခြင်းနဲ့ထွက်ခြင်းနဲ့ဆိုတာမျိုးတွေကဖြစ်လာပါလိမ့်မယ်ဒါမှမဟုတ်ဘာသာစကားကိုကျွမ်းကျင်တက်မြောက်အောင်ကြိုးစားပါလို့ပဲကျွန်မတို့အကြံပြုချင်ပါတယ်နော်နောက်တစ်ချက်ကကြတော့လာစာပေါ့နော်လာစာကကြတော့ကိုလျှောက်တဲ့မြို့ပေါ်မှာလဲကွာခြားနိုင်တယ်နောက်ပြီးတော့ကိုလျှောက်တဲ့ work nature ပေါ့နော်ကိုရဲ့အလုပ် nature ကသူများတွေနဲ့မတူဘူးပို့ပြီးတော့ခက်ခဲတယ်ဒါမှမဟုတ်လဲလုံးမဲ့လူနေတယ်ဒါမှမဟုတ်work nature ရပေးကိုပေးရမယ်ဆိုတဲ့အနေအထားမျိုးတွေဆိုလို့ရှိရင်လဲလာစာပိုများတာတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်ချက်ကကြတော့ကိုရဲ့လုပ်တဲ့အတွေ့အကြုံဘာသာစကားကျွမ်းကျင်မှုဒီset တွေပေါ်မူတည်ပြီးတော့တယောက်နဲ့တယောက်လာစာတွေကကွာခြားကြပါလိမ့်မယ်ဒါလို့ဆိုရင်တော့အားလုံးသိချင်တဲ့အကြောင်းအရာလေးတွေကိုပြပြစုံစုံသိရလိမ့်မယ်လို့ထင်ပါတယ်အကယ်၍ကျွန်မပြောထားတဲ့ထဲမှာအကြံသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ထပ်သိချင်သေးတဲ့အကြောင်းအရာတွေရှိသေးတယ်ဆိုလို့ရှိရင် comment မှာမှန်သွားပြီလို့လည်းရပါတယ်ကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်လည်းသူများတွေလည်းသိရအောင်လို့ like and share လေးလည်းလုပ်ပေးသွားပါအောင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ် bye bye